မင်္ဂလာပါ English for Learner YouTube channel နေပြီးတော့ပြန်လည်ကြိုဆိုပါရစေဒီဗီဒီယိုမှာတော့ all question တွေက answer the basic စာပိုက်တစ်ပိုက်ကိုဖြည့်ဆို့ပေးသွားမှာဖြစ်ပါတယ် answer the basic စာပိုက်တွေကိုလေ့လာနေတဲ့သူတွေစူးစမ်းပြီးတော့ဖြည့်ဆို့ဖို့ဖြည့်ဆို့နည်းတွေကိုလေ့လာနေတဲ့သူတွေအတွက်အထောက်အကူပြုမယ်လို့ယုံကြည်ပါတယ်ဆိုတော့သင်ခန်းစာလေးကိုအခုပဲကြည့်လိုက်ရအောင်ဆိုတော့ဒီစာပိုက်ကတော့2004မှာမေးခဲ့တဲ့ Answer with the Basic စာပိုက်ဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာတစ်ချက်သတိပြုချင်တာကသတိပေးချင်တာက Answer with the Basic စာပိုက်တွေကိုဖြည့်မယ်ဆိုလို့ရှိရင် Read the Basic စာပိုက်ကိုစပြီးတော့မဖတ်ပါနဲ့ဘာကိုသွားပြီးတော့ဖတ်ရမှာလဲဆိုတော့မိကုန်းကိုသွားပြီးတော့ဖတ်ပါဆိုတော့မိကုန်းကိုဖတ်ပြီးတဲ့အခါကျမှမိကုန်းကမေးတဲ့အကြောင်းအရာကို read the basic စာပိုက်ထဲမှာလိုက်ပြီးတော့ရှာမှာဖြစ်ပါတယ်ဆိုတော့ပထမဦးဆုံးအနေနဲ့ဒီနံပါတ် A မှာဒီ Bofill words နဲ့ same meaning နဲ့တွဲခိုင်းပါတယ်ဆိုတော့ Bofill words က6လုံးပေးထားတယ် same meaning က5လုံးပေးထားတယ်5ခုပေးထားတယ်အဲ့တော့ Bofill word ကတစ်လုံးပို့ပေးထားတယ်ပေါ့နော်ဆိုတော့Bofill words နဲ့သူ့ရဲ့ meaning နဲ့ဖြည့်ရမှာဖြစ်တယ်ဆိုတော့ဒီမေးခွန်းကိုဖြည့်မယ်ဆိုလို့ရှိရင်အကြံပေးချင်တာကပထမဦးဆုံး Bofill words ကို word form ခွဲရပါမယ်ဒါပထမဦးဆုံးအချက်အနေနဲ့ Bofill words တွေကို word form ခွဲမယ်ခွဲပြီးသွားလို့ချီရင်ဒုတိယအချက်အနေနဲ့ပေးထားတဲ့ meaning တွေကို word form ခွဲမယ်အဲ့တော့ word form ခွဲပြီးတော့တူတာကိုစဉ်းစားမှာဖြစ်ပါတယ်ဆိုတော့ဆိုလိုတာက Bofill words မှာ word form ခွဲလိုက်တယ်noun ဒါပါတော့ noun 2ခုပါမယ် adjective 3ခုပါမယ်verb က1ခုပါမယ်အစရှိတဲ့ပေါ့နော်ဆိုတော့ meaning ကိုလည်း word form ခွဲလိုက်တဲ့အခါမှာ meaning မှာသူပေးထားတဲ့ meaning စကားစုကadjective စကားစုက1ခုပါမယ်noun က3ခုပါမယ် verb က1ခုပါမယ်အစရှိတဲ့ဖြစ်အဲ့လိုမျိုးသိရမယ်အဲ့လိုသိပြီဆိုမှတူတာ noun ဆိုလို့ရှိရင် noun ကိုလိုက်ပြီးစဉ်းစားမယ် verb ဆိုလို့ရှိရင်verb သူပေးထားတဲ့ verb meaning ကိုလိုက်ပြီးစဉ်းစားမယ်ဒါလို့ဆိုလို့ရှိရင်အဖြစ်စဉ်းစားတဲ့နေရာမှာနည်းနည်းလေးစဉ်းစားတဲ့ဘောင်ကကျင်းသွားမယ်လို့ယုံကြည်ပါတယ်ဒါကြောင့်မလို့သူ့အစင်တိုင်းသွားမယ်ပေါ့နော်ဆိုတော့ Bofill words ကို word form ခွဲမယ်အခုဒီမှာပေးထားတဲ့ Bofill words တွေကို word form ခွဲကြည့်အောင်ဆိုတော့ပထမဆုံးစကားလုံး wrapping ဆိုတော့ပထမဆုံးစကားလုံးကဒီမှာ wrapping so သူကဘယ်လိုရေးထားလဲဆိုတော့ if a woman is wrapping her head so ဒီ wrapping ကို Bofill လောက်ထားတယ်ဆိုတော့ wrapping ကဒါ verb form ing ဒီမှာတော့သူက tense အနေနဲ့သုံးထားတယ်ပေါ့နော် is verb form ing ဘယ်လိုပဲဖြစ်ဖြစ်ဒီ wrapping ကို Bofill လောက်ထားတဲ့အတွက်ကြောင့်မလို့ Bofill ကိုပဲယူ sorry wrapping ကိုပဲယူမယ်ပေါ့နော်ဆိုတော့ wrapping ကဒါ verb form ing အဲ့တော့ verb form ing ဆိုလို့ရှိရင်ဒီမှာသတိထားမှာက verb form ing ကို noun အနေနဲ့သုံးလို့ရတယ် verb form ing ကို adjective အနေနဲ့သုံးလို့ရတယ်ဆိုတော့ verb form ing တွေ့ပြီဆိုလို့ရှိရင် verb form ing noun verb form ing adjective နှစ်မျိုးလုံးသုံးလို့ရတယ်လို့သိထားအောင်ပေါ့နော်ကဲနောက်တစ်ခုက stress အဲ့တော့ဒီမှာ stress ဆိုတော့ရှေ့မှာဘယ်လိုရေးထားလဲဆိုတော့ she may be stressed ဆိုတော့ stress ကဒါကြတော့ဘာလဲဆိုတော့ battery adjective အဲ့တော့ stress က battery adjective ဟုတ်ပြီနောက်တစ်ခုက culture အဲ့တော့ရှေ့မှာဘယ်လိုရေးထားလဲဆိုတော့ on a person background and culture အဲ့တော့ရှေ့မှာလည်း n ခံပြီးတော့ background ရေးထားတယ်နောက်မှာ culture ရေးထားတယ်ဆိုတော့ ent n နဲ့ဆက်ထားလို့ရှိရင်ဆိုတော့ n ရဲ့ရှေ့နဲ့နောက်သို့မဟုတ် or ရဲ့ရှေ့နဲ့နောက်စကားလုံးတွေကlevel တူတယ်အမျိုးအစားတူတယ်လို့သိထားရမယ်ပေါ့နော်ဆိုတော့ background ကလည်း noun culture ကလည်း noun ဟုတ်ပြီအဲ့တော့ culture ဆိုတာက noun ကဲနောက်တစ်ခုက pointing အဲ့တော့ pointing is not good ဆိုတော့ pointing ဒီမှာ verb form ing ဆိုတော့ verb form ing general noun ပေါ့နော်သူ subject အနေနဲ့သုံးထားတယ်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ် verb form ing တွေ့ပြီဆိုတော့အဲ့ဒါ verb form ing noun verb form ing adjective ကဲနောက်တစ်ခုက noun Bofill ဆိုတော့ဒီမှာဒါကတော့ဒီ typing အရာပေါ့နော်ဒီဘက်မှာမဆန့်လို့အကူရောက်သွားတာပါသူက hyphen လေးခံပြီးတော့ရေးထားမှာပါဆိုတော့ noun Bofill ဆိုတော့ noun Bofill ဆိုတော့သိကြပါဦးဒါ adjective ပါဒါတွေ့လဲတွေ့ဘူးတယ် hyphen ခံထားတယ်ဆိုအများဆုံးအဖြစ် adjective တွေများပါတယ်ဆိုတော့ noun Bofill ဆိုတော့ adjective
တူနောက်မှာ communication ဆိုတဲ့ noun လိုက်ထားတယ်ဆိုတော့ဒီကြပါ non verb က adjective ပါဟုတ်ပြီနောက်တစ်ခုကကြတော့ space နောက်တစ်ခုက space အဲ့တော့ space ရရှင်းပါတယ် noun ပါဘာကြောင့်လဲဆိုတော့ရှေ့မှာ adjective ရှိတယ်အဲ့တော့ space က the noun ဆိုတော့အဲ့လိုမျိုး both word တွေကို word form ခွဲလိုက်ပြီးboth word ကို word form ခွဲလိုက်တယ်ကဲဒီမှာboth word တွေကို word form ခွဲလိုက်ပြီးrapping က verb ing noun adjective struggle battery adjective culture noun pioneer verb ing noun သို့မဟုတ် verb ing adjective non verb adjective space noun ဟုတ်ပြီ both word တွေ word form ခွဲပြီးသွားပြီဆိုလို့ရှိရင်နောက်တစ်ခုလောက်ရမှာက meaning ပေါ့နော် meaning ကိုword form ခွဲမယ်ဆိုတော့ meaning ကို word form ခွဲတဲ့နေရာမှာသူကစကားစုလိုက်ကြီးပေးထားတယ်စကားစုလိုက်ကြီးပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ရှေ့ဆုံးအပိုင်းကိုပဲကြည့်မှာပါနောက်အပိုင်းနေကြည့်စရာမလိုဘူးဆိုတော့ဒီမှာဆိုလို့ရှိရင်တော့ရှင်းပါတယ် not using spoken language ဆိုတော့ဒီမှာ not using ဆိုတဲ့တောက်ကြည့်မှာ not using ဒီမှာညင်းဖြစ်တဲ့ကြောင့်လို့ not နဲ့ညင်းထားတယ် not using verb ing နဲ့စတယ်ပေါ့နော်ဒါပေမဲ့ရှေ့ညင်းချင်လို့ not ခံထားတယ်ဆိုတော့သူကလည်းပဲ verb ing ဆိုတော့ verb ing noun verb ing adjective ဆိုတော့ number 1စကားစုလေးက verb ing noun verb ing adjective ဆိုတော့ဒီမှာ not ညင်းထားတယ်ပေါ့နော်ဆိုတော့ဒီဘက်ထဲမှာအညင်းပေါ့နော်အညင်းပါတဲ့စကားလုံးနဲ့တေချာပေါက်တွဲရမှာပေါ့နော်ဆိုတော့တချို့စကားလုံးတွေကအညင်းတိတ်ပဲဆောင်တယ်တချို့စကားလုံးတွေကျတော့တချို့စကားလုံးတွေကိုယ်တိုင်အညင်းတိတ်ပဲဆောင်တယ်ဒါပေမဲ့တချို့ကကျတော့not to none လို့ ਨੇ ဒီလိုမျိုးအငင်းစကားလုံးတွေနဲ့ညှင်းထားတယ်ဆိုတော့ဒါတော့ရှင်းပါတယ် not using spoken language တော့ verb ing adjective verb ing noun ဖြစ်တဲ့ကြောင့်မလို့သူ adjective တွေသုံးတယ် noun တွေသုံးတယ်ဒါကြောင့်မလို့ adjective noun တွေကိုလိုက်ပြီးတော့စဉ်းစားမှာပါဒီမှာတော့သူပေးထားတဲ့ထဲမှာ adjective တွေ noun တွေရောအကုန်လုံး6လုံး6ခုစလုံး adjective တွေရော noun တွေရောအကုန်လုံးဖြစ်နေပေါ့နော်ဒါပေမဲ့သူ့ရဲ့အဓိပ္ပာယ် not using spoken language ကို not use အသုံးမပြုတော့ဆိုတော့ဒီမှာသူ့ရဲ့အဖြေကဘာနဲ့တွဲမှာလဲဆိုတော့ non verb ဆိုတော့ဒီမှာ not ကိုညှင်းထားတယ်ဒီမှာလည်း non နဲ့ညှင်းထားတယ်ပေါ့နော်ဆိုတော့ non verb ဆိုတဲ့အဖြေဖြစ်ပါတယ်ဟုတ်ပြီနောက်တစ်ခုက freedom and time to think or do what you want to ဆိုတော့ဒီမှာကျတော့ဘာကိုကြည့်မှာလဲဆိုတော့freedom and time ပေါ့နော် freedom and time ဒီစကားလုံးကိုကြည့်မှာပါနောက်က to think to by infinitive နဲ့နောက်ကနေပြီးတော့ချိတ်ထားတယ်ဒါကြောင့်ချိတ်က freedom and time ကိုပဲကြည့်မှာဆိုတော့ freedom and time ဒါကကျတော့ဘာဖြစ်မှာလဲဆိုတော့ noun ပါဆိုတော့ဒီစကားလုံးဒီစကားစုကြီးတစ်ခုလုံးက noun freedom and time to think or do what you want to ဆိုတော့ noun ဆိုတော့ noun စကားလုံးတွေကိုပဲလိုက်ပြီးတော့စဉ်းစားမှာဖြစ်ပါတယ်ဆိုတော့သူ့ရဲ့အဓိပ္ပာယ်ကတော့ freedom and time အားလက်တဲ့အချိန်ရှိရယ် to think or do ပေါ့နော် what you want to မြင်အလိုရှိတယ်လိုချင်တဲ့အရာကိုတွေးဖို့အတွက်သို့မဟုတ်ပြုလုပ်ဖို့အတွက် freedom ဖြစ်တယ် time ဖြစ်တယ်ဆိုတော့ဘာတွေတွဲမှာလဲဆိုတော့ space ဆိုတဲ့ noun နဲ့တွဲမှာပါအဲ့တော့ space ကလည်းဒီမှာ noun အနေနဲ့သုံးထားတယ်ဒါလည်း noun ဖြစ်တယ်ပေါ့နော်ဆိုတော့ number 2အဖြစ်က space ဟုတ်ပြီနောက်တစ်ခုကကျတော့ worry and nervous ဆိုတော့ဒီမှာ worry but 3 adjective nervous ကကျတော့ nervous ကလည်းဒါ adjective ဆိုတော့ adjective တွေနဲ့လိုက်ပြီးတော့တွဲမှာအဲ့တော့ဒီမှာ worry but 3 adjective သုံးထားရကြမလို့but 3 adjective ဦးစားပေးစဉ်းစားကြည့်ရပေါ့နော်ဒါဆိုဘာဖြစ်မလဲဆိုတော့ stress အဲ့တော့ stress ကလည်း but 3 adjective worry ဆိုရင်ပူပန်တော့ stress ဖိအားများတော့ဆိုတော့number 3အဖြစ်က stress ဖြစ်ပါတယ်ဟုတ်ပြီ number 4ကရှေ့ပြီမဲ့ရှေ့အပိုင်းကိုပဲ word form ခွဲမှာပါ so moving your hand backward and forward on the surface or something while pressing firmly so ဒီမှာ moving your hand backward and forward so ဒီအပိုင်းကိုပဲယူမှာပါဆိုတော့ moving နဲ့ side ဖြစ်တဲ့ကြောင့်မလို့တေချာပေါက် verb ing adjective verb ing noun verb ing တွေ့ပြီဆိုလို့ရှိရင် noun လည်းယူလို့ရတယ် adjective လည်းယူလို့ရတယ်ဒါလေးကိုချက်သတိထားမယ်ပေါ့နော်ဆိုတော့ဒီမှာ moving your hand
your hand မြင်းရဲ့လက်ကိုတဲ့ backward and forward ခြေနောက်လှုပ်ရှားတယ်ရွေ့ရှားတယ် on the surface or something ဆိုတော့တခုရဲ့မျက်နှာပြင်ပေါ်မှာ while pressing family breast လုပ်ပြီးတော့တဲ့ဆိုတော့ဘာနဲ့တွဲမှာလဲဆိုတော့ rubbing ဆိုတဲ့ verb ရင်ကြီးနောက် verb ရင် adjective နဲ့တွဲမှာပါဆိုတော့ read the passage ထဲမှာသူက verb အနေနဲ့သုံးထားတယ်ပေါ့နော်ဒီမှာလည်းပဲသူကိုtense အနေနဲ့သုံးလို့ရတယ်ပေါ့နော်ဆိုတော့ number 4 ရဲ့အဖြစ်က rubbing ဖြစ်ပါတယ်ဟုတ်ပြီ number 5 က belief custom etc of a particular society or group ဆိုတော့ဒီမှာလည်းပဲခြေအပိုင်းကိုပဲကြည့်မယ်အဲ့တော့ belief custom ဆိုတော့ဒါတွေက noun ဖြစ်ပါတယ်ဆိုတော့ noun ဆိုတော့ဒီ number 5ရဲ့စကားစုကြီးကဒါ noun ဖြစ်ပါတယ်ဆိုတော့ noun တွေကိုပဲလိုက်ပြီးတော့စဉ်းစားမှာပါအဲ့တော့ belief ယုံကြည်မှုတွေ custom ထုံးစံဓလေ့တွေ of a particular society or group လူမှုအတိုင်းအဝိုင်းတစ်ခုရဲ့ယုံကြည်မှုတွေ custom ဓလေ့ထုံးတမ်းတွေဆိုတော့ဘာနဲ့တွဲမှာလဲဆိုတော့ culture နဲ့တွဲမှာပါဆိုတော့ number 5အဖြစ်က culture ဖြစ်ပါတယ်ဆိုတော့ဒါကတော့ဒီ Buffet word ချင်းတွဲဖြည့်ဆိုတာဖြစ်ပါတယ်ဆိုတော့ Buffet word တွေချင်းတွဲဖြည့်ဆိုမယ်ဆိုရင်ဒီအဆင့် Buffet word တွေကို word form ခွဲ meaning ကို word form ခွဲပြီးရင်သူကစဉ်းစား meaning နဲ့မှာပါတဲ့စကားလုံးလေးတွေနဲ့တူတဲ့သူကစဉ်းစားပြီးတော့ဖြည့်မယ်ဆိုလို့ရှိရင်ဒီ same meaning တွဲတာမခက်ပါဘူးဒီ same meaning တွဲတာကို Buffet word နဲ့ same meaning တွဲတာကိုလွယ်ကူကူရမယ်လို့မျှော်လင့်ပါတယ်ဆိုတော့ဒီအပိုင်းကိုတော့ဒီမှာပဲရက်နာခွင့်ပြုပါနောက်ထပ် question ကိုတော့နောက်ထပ် video တစ်ပုဒ်မှာဆက်လက်ပြီးတော့တင်ပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်